ကောင်လေးကရှင်းပြပါတယ်လွန်ခဲ့တဲ့ရက်အနည်းငယ်ကစပြီးငါနောက်ကိုတခုခုကလိုက်နေတာကိုငါသတိထားမိတယ်အဲ့ဒါကငါမသိတဲ့မိန်းကလေးတစ်ယောက်နဲ့နီးစပ်ခဲ့ရကနေစတာပဲအဲ့ဒီအရာအန်ထရီကအချိန်တိုင်းငါနောက်ကိုလိုက်နေတယ်ငါကို6လက်နဲ့ငါကိုတတ်ဖို့ကြိုးစားတယ်အမှန်တော့အဲ့ဒီအရာဟာကျင်းစာတစ်ခုသို့မဟုတ်အကျွေးတစ်ခုလိုပဲအဲ့ဒီမိန်းကလေးနဲ့နီးစပ်ခဲ့လို့ငါစီရောက်လာတဲ့အဲ့ဒီကျင်းစာကိုအခုငါကမင်းစီကိုလွှဲပေးလိုက်ပြီးအခုကစပြီးအဲ့ဒီအရာဟာငါအစာမင်းနောက်ကိုလိုက်လိမ့်မယ်မင်းကိုတတ်ဖို့ကြိုးစားလိမ့်မယ်အကယ်၍သူကမင်းကိုတတ်နိုင်သွားရင်အဲ့ဒီကျင်းစာကငါစီပြန်ရောက်လာလိမ့်မယ်ဒါကြောင့်မသေးအောင်သတိထားပါပြီးတော့ထွက်ပေါက်နှစ်ခုရှိတဲ့နေရာမျိုးကိုမသွားပါနဲ့အဲ့ဒီလိုနေရာမျိုးမှာအဲ့ဒီအရာကအယမ်းမြန်မြန်ရောက်လာတတ်ပြီးသူ့ရဲ့ရွေချက်ကိုအောင်မြင်အောင်လုပ်နိုင်တယ်အကယ်၍မင်းကဒီအရာကိုစိတ်ပြက်လာပြီးအဆက်ဖြတ်ချင်တယ်ဆိုရင်ငါလုပ်တယ်လို့ပဲတခြားတစ်ယောက်စီကိုဒီကျင်းစာလွှဲပေးလိုက်လို့ရတယ်တဲ့ပထမတော့ဂျေးကဒါတွေကိုရေးစရာပြက်လုံးတစ်ခုလိုပဲထင်ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူမဟာလူအသွင်နဲ့လိုက်နေတဲ့အဲ့ဒီအရာကိုတကယ်မြင်လာရပြီးအယမ်းကိုထိတ်လန့်သွားပါတော့တယ်အဲ့ဒီနောက်ကောင်လေးကသူမကိုသူမအိမ်ရှိမှချထားခဲ့ပါတယ်